အားလုံးပဲမင်္ဂလာပါရှင်။ Sunshine မြန်မာအိမ်ချမ်းများကနေကြိုဆိုလိုက်ပါတယ်။ကျမတို့ဒီနေ့မိတ်ဆက်ပေးမယ့်အိမ်လေးကတော့ရန်ကုန်တိုင်းမြောက်ဒဂုံမြို့နယ်34ရပ်ကွက်ရဲ့ပင်လုံလမ်းမကြီးပေါ်မှာရှိတဲ့ပေ40-60ခြံနဲ့အိမ်ပါတဲ့မြေခွက်လေးဖြစ်ပါတယ်။ကျမတို့အခု UTV မောင်းနေနေတာကတော့ပင်လုံလမ်းမကြီးအတိုင်းဘေလီတရားဘက်ကို UTV မောင်းနေနေတာဖြစ်ပါတယ်။ဘေလီတရားကနေဟိုဘက်ကိုဆင်းလိုက်မယ်ဆိုရင်တော့တောင်ဥက္ကလာမြို့နယ်ရဲ့ပါရမီလမ်းကိုရောက်သွားမှာဖြစ်ပါတယ်။ကျမတို့ရောင်းချပေးမယ့်အိမ်လေးကတော့34ရပ်ကွက်ပင်လုံလမ်းမကြီးပေါ်ကဘေလီတရားပေါ်မတက်ခင်ညာဘက်မှာရှိတဲ့အိမ်ပါမြေခွက်လေးဖြစ်ပါတယ်။ကျမတို့ရောင်းချပေးမယ့်အိမ်လေးကမြင့်မြင့်တာမွန်စီဆိုင်ရဲ့မျက်စောင်းတို့မှာရှိတဲ့မြေခွက်လေးပဲဖြစ်ပါတယ်။ပင်လုံလမ်းမကြီးလိုအချက်ချာကြတဲ့လမ်းမကြီးပေါ်မှာရှိတဲ့အိမ်လေးဖြစ်တဲ့အတွက်ဟော့ပေါ်ဆိုင်ဖွင့်ဖွင့်ဗန်မဲဖွင့်ဖွင့်စတိုးဆိုင်မဲဖွင့်ဖွင့်စီးပွားရေးလုပ်ရင်အင်မတန်ကောင်းမွန်လှပတဲ့နေရာလေးဖြစ်ပါတယ်။ဒီအိမ်လေးကိုစိတ်ဝင်စားလို့ကြည့်ချင်တယ်ဆိုရင်ကျမတို့ Sunshine မြန်မာရဲ့ဖုန်းနံပါတ်3992109695ကိုဆက်သွယ်ပြီးတော့အချိန်မရွေးကြည့်ရှုနိုင်ပါတယ်ရှင်။ကျမတို့မိတ်ဆက်ပေးသွားတဲ့အိမ်လေးကတော့ဒီစီဆိုင်ရဲ့မျက်နှာချင်းဆိုင်မြေဆောင်တို့ဝင်းကျင်မှာရှိတဲ့ဒီအိမ်လေးပဲဖြစ်ပါတယ်